ကြောင်ဦးလေးတယောက်ကကြောင်မေကြီးကိုတွန်းလဲပေါ်လိုက်လဲချပြီးတော့ကြောင်မေကြီးပတ်စံတွေရောအော်ယူပြီးတောင်းနေပါတယ်။မှကြောင်မေကြီးကငိုယူပြီးတော့သူ့ကိုပြောနေပါတယ်။မှကြောင်ဦးလေးကသူ့မေအိယာကိုငွေပြီးတော့ထဲထဲကပတ်စံတွေကိုဂုံယူပြီးကြောက်ရှင်စွာထွက်သွားပါတယ်။လမ်းမှာကြောင်ကလေးနဲ့တွေ့ပါကြောင်ကလေးကကြောင်ဦးလေးကိုကြည့်ပြီးတော့သူ့အိမ်မှာတစ်ခုရှိဆိုတိသွားတဲ့အခါမှာအိမ်ကိုလည်းရေးပြန်ပါတယ်။ပြီးတော့သူ့ရဲ့အဖွားကိုကြောင်ဖွားလေးကိုနှစ်သိမ့်ပေးနေပါတယ်။ကြောင်ဖွားရဲ့တွက်ဟင်းနေပါတွေကိုချက်ပေးနေပါတယ်။လမ်းသွားနေနဲ့မတော်တဆခလုတ်တာပြီးပကန်းကြကွဲသွားပါတယ်။ကြောင်လေးကငိုနိုရင်းနဲ့သူ့အဖွားအတွက်ဆိုသူ့ဖွားလမ်းပြောနေမှာသူ့ဖွားအတွက်ဆိုနောက်တစ်ပကန်းချက်ကျွေးလိုက်ပါတယ်။သူ့ဖွားစားပြီးတော့ကြောင်လေးကတန့်ရှင်းရေးကိုလုပ်နေပါတယ်။ကြောင်လေးကပေါက်စီတလုံးစားပြီးတော့ညကြစားတွေကြက်နေပါတယ်။ကြောင်စင်းတော့ကြောင်လေးကအိမ်ကိုစောစောပြန်ပြီးတော့လမ်းမှာရေဘူးတွေလိုက်ကောက်နေပါတယ်။ဆိုင်မှာရောက်ပြီးတော့သူ့အဖွားအတွက်ဆိုပြီးတော့ကြောင်လေးကကြက်ကြော်တွေကိုဝယ်လာပါတယ်။အိမ်ပြန်တော့သူ့အဖွားရစင်းလာစောင့်နေပါတယ်ကြောင်လေးကို